ကိုကိုမလေးမစားလောက်လာသူတွေကိုတည်ငြိမ်စွာတုံ့ပြန်နိုင်မဲ့စိတ်ပညာလက်ကွက်၃ခုစကားဝိုင်းတွေနဲ့လူမှုဆက်ဆံရေးထဲမှာကိုပေါ်ဂိုင်းဆိုင်မလေးမစားလောက်လာတဲ့အခါဒေါသတကြီးပြန်လဲရန်တွေ့တာဟာကိုရဲ့တန်ဖိုးကိုကျဆင်းစေပါတယ်ဒီနေ့မှာတော့စိတ်ဆိုးစရာမလိုပဲတင့်ရဲ့တည်ငြိမ်မှုနဲ့တစ်ဖက်လူကိုစကလုံးနဲ့အနိုင်ယူနိုင်မဲ့စိတ်ပညာလက်ကွက်၃ခုကိုမျှဝေပေးသွားပါမယ်ပထမဆုံးလက်ကွက်ကတော့ဘာမှမပြောဘဲ3စက္ကန့်စိုက်ကြည့်ခြင်းတစ်ဖက်လူကတင့်ကိုဂိုင်းဆိုင်နဲ့စကလုံးဒါမှမဟုတ်တောင်ပြုံးနဲ့တိုက်ခိုက်လာတဲ့အခါချက်ချင်းပြန်မပြောဘဲသူတို့ရဲ့မျက်လုံးကိုတည်ငြိမ်စွာ3စက္ကန့်စိုက်ကြည့်လိုက်ပါဒါဟာမတိစိတ်ရသူတို့ရဲ့အပြုအမူကိုမှားယွင်းကြောင်းသတိထားမိစေပြီးစိတ်ထဲမှာစိုးရိမ်စိတ်စတင်ဝင်ရောက်လာစေပါတယ်ဒုတိယချက်ကတော့စကားကိုပြန်လည်မေးခွန်းထုတ်ခြင်းတင့်ကိုစော်ကားတဲ့စကားမျိုးပြောလာတဲ့အခါမင်းအခုပြောလိုက်တာဘာဆိုလိုတာလဲဒါမှမဟုတ်ဒါကိုဟာတာလို့ထင်လို့ပြောလိုက်တာလားဆိုပြီးတည်ငြိမ်ပြန်မေးလိုက်ပါအဲ့ဒီအခါသူတို့ဟာစကားဝိုင်းထဲမှာကိုယ်စကားကိုပြန်ရှင်းရမလို့ဖြစ်သွားပြီးအခက်တွေ့သွားတတ်ကြပါတယ်နောက်ဆုံးတစ်ချက်ကတော့အေးဆက်စွာပြုံးပြီးခေါင်းညှိပြခြင်းသူတို့ရဲ့တိုက်ခိုက်မှုကိုစိတ်ထဲမထားဘဲအေးဆက်တဲ့အပြုံးတစ်ခုနဲ့ခေါင်းတစ်ချက်ညှိပြပြီးအခြားအလုပ်စီအာယုံပြောင်းလိုက်ပါဒါဟာတင်းရဲ့စိတ်ခံစားချက်ကိုသူတို့ကြိုးကင်လို့မရကြောင်းပြသရာရောက်ပါတယ်တန်ဖိုးရှိတဲ့သူတွေဟာအမြဲတမ်းမိမိရဲ့စိတ်ခံစားချက်ကိုထိန်းချုပ်နိုင်စွမ်းရှိကြပါတယ်ဒီစိတ်ပညာလက်ကွက်တွေကိုအသုံးချပြီးဘလို့လူနဲ့ပဲကြုံတွေ့ရပါစေစမတ်ကြကြနဲ့တင်းရဲ့အရှိန်အဝါကိုမြင့်တင်လိုက်ပါ